အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Transporter Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့လာမယ့်2026ကမ္ဘာဖလားမှာဗိုလ်စွဲနိုင်ခြင်းရှိရဲ့ rating အမြင့်ဆုံးထိပ်သီးအသင်း9သင်းကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီအသင်းတွေကဘယ်အသင်းတွေလဲဆိုတာကျွန်တော်နဲ့အတူကြည့်လိုက်ကြအောင်နံပါတ်5အင်္ဂလန်လက်ရွေးစင်အသင်းဒီအသင်းကတော့ high pressing ကောင်းကောင်းပေးပြီးတော့ set piece တွေအားတာတဲ့အသင်းဖြစ်ပြီးတော့ဂျူဘယ်လီကန်ဟယ်ရီကိန်းဘူကာယိုဆာကာနဲ့ဒက်ကလန်ရိုက်တို့လိုကစားသမားကောင်းတွေကိုပိုင်ဆိုင်ထားပါတယ်ဟယ်ရီကိန်းကယနေ့အချိန်ထိဂိုးသွင်းကောင်းတဲ့တက်စစ်မှုတစ်ယောက်ဖြစ်ဆက်လက်ရပ်တည်နေပြီးဒက်ကလန်ရိုက်ကလည်း defensive action ရော attacking action မှာအလွန်ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဘယ်လင်ဂန်ကဘောက်စုပေါက်အလွန်ကောင်းတဲ့ကစားသမားဖြစ်ပြီးတော့ဆာကာကတော့ creation အရန်ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်အဲ့ဒါအပြင်ဆက်ပီရီယာနဲ့ဂိုးရနိုင်စွာအရန်ရှိပြီးတော့အသင်းလိုက်ဟန်ချက်ကိုတိစောက်နေတဲ့အသင်းဖြစ်ပါတယ်အားနည်းချက်ကတော့ North State တွေမှာ pressure ထန်ကိုတိတ်မခံနိုင်တဲ့အသင်းဖြစ်ပြီးတော့တခါတလေမှာ attacking ဘိုင်းကလေးပင်တက်လေးရှိပါတယ်နံပါတ်2ကတော့ Argentina လက်ရွေးစင်အသင်းဒီအသင်းကတော့ compact team shape ဖြစ်ပြီးတော့ smart passing နဲ့ tactical football ကိုကစားတဲ့အသင်းဖြစ်ပါတယ်အသင်းရဲ့အဓိကကစားသမားတွေကတော့ Lionel Messi, Julian Alvarez, Enzo Fernandez နဲ့ Matt Allister တို့လိုကစားသမားတွေပဲဖြစ်ပါတယ်ဒီအသင်းအားသာချက်တွေကတော့တင်းကမ်မဆွေအကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပြီးတော့မက်ဆီရှိနေသေးတဲ့ပွဲကြီးတွေမှာမက်ချစ်မူးမန့်တွေပြုလုပ်နိုင်တဲ့အားသာချက်ရှိပါတယ်။အဲ့ဒါအပြင်ကွင်းလယ်မဖီးကလည်းအလွန်အားကောင်းတဲ့အသင်းဖြစ်ပါတယ်။အားနည်းချက်တွေကတော့မက်ဆီဟာအနှဲငယ်အသက်ကြီးလာပြီးတော့အခြားဘက်ကိုဦးတည်နေပါတယ်။စပစ်များတဲ့ဝင်ဂါကိုအားကိုးတဲ့လှင်မြန်တဲ့အသင်းတွေနဲ့တွေ့ရင်အခက်တွေ့နိုင်ခြေရှိပါတယ်။နံပါတ်3ကတော့ဘရာဇီးလက်ရွေးတင်အသင်းဒီအသင်းကတော့ individual skill တွေအရန်ကောင်းပြီးတော့ attacking အရန်လှင်မြန်တဲ့အသင်းဖြစ်ပါတယ်။ဒီအသင်းအဓိကကစားသမားတွေကတော့ Vinicius Junior, Rodrigo Rafinha အဲ့ဒီကစားသမားတွေအပြင်နေမာကိုပါပြန်လည်ရွေးချယ်ထားတာကိုတွေ့ရှိရပါတယ်။အားသာချက်တွေကတော့တိုက်စစ်ကစားသမားတွေတိုင်းကစကေးအလွန်ကောင်းပြီး traveling အရန်ကောင်းက creation အရန်မြင့်ကြပါတယ်။အားနည်းချက်တွေကတော့ defensive ကတိတ်ပြီးမတည်ငြိမ်တာမျိုးမြင်တွေ့ရပါတယ်။ European သင်းတွေလိုမျိုး tactical discipline မြင့်နေတာတော့မဟုတ်ပါဘူး။နံပါတ်2ပြင်သစ်လက်ရွေးစင်အသင်းဒီအသင်းကတော့ counter attack နဲ့ fast transition အရန်ကောင်းပြီးတော့ direct football ကစားတဲ့အသင်းဖြစ်ပါတယ်။အသင်းရဲ့အဓိကကစားသမားတွေကတော့ Kylian Mbappe, Ousmane Dembele, Touré, Chouamani, William Saliba တို့လိုကစားသမားကောင်းတွေရှိပါတယ်။ဒီအသင်းရဲ့အားသာချက်တွေကတော့ Mbappe ရဲ့မြန်နှုန်းဟာကမ္ဘာမှာအန်ဒီရရှိဆုံးကစားသမားတစ်ယောက်ဖြစ်ရှိနေတော့မှာပဲ။အဲ့ဒါအပြင် squad အရန်ကောင်းပြီးတော့ center back တွေက physical အားအရန်ကောင်းကြပါတယ်။အားနည်းချက်တွေကတော့တစ်ခါတလေမှာကွင်းလယ် midfield က control ပြောင်းနေတတ်ပြီးတော့ကစားကွက်ပုံဖော်ရခက်ခဲတတ်ပါတယ်။ပြီးတော့ Mbappe ကိုတစ်ခါကြိုက်ရင်အလွန်ကျွန်းမိခိုနေကြပါတယ်။နံပါတ်1စပိန်လက်ရွေးစင်အသင်းဒီအသင်းကတော့ position အရန်ယူပြီးတော့ကွင်းလယ်မှာပွဲကိုထိန်းချုပ်ပြီးကစားတတ်ပါတယ်။ဝင်ကာနှစ်ဘက်က pace တွေနဲ့ dribbling တွေကိုအသုံးပြုပြီးတော့တိုက်စစ်ဆင်လေးရှိပါတယ်။အသင်းရဲ့အဓိကကစားသမားတွေကတော့လမိုင်းရမယ် Patri, Rodri, Nico Williams တို့လိုကစားသမားကောင်းတွေရှိပါတယ်။စပိန်လက်ရွေးစင်အသင်းရဲ့အားသာချက်တွေကတော့ Rodri ကကမ္ဘာအကောင်းဆုံး holding midfielder တွေထဲကတစ်ယောက်ဖြစ်ပြီးတော့လမိုင်းရမယ်နဲ့ Nico Williams ဟာလည်း1vs1 အရန်ကောင်းမွန်တဲ့ကစားသမားတွေဖြစ်ပါတယ်။ပြီးတော့စပိန်ရဲ့အထုံးစံအတိုင်းပဲ team structure ကအရန်ကိုစနစ်ကျကြပါတယ်။အားနည်းချက်တွေကတော့ physical အားပြုတဲ့အသင်းတွေနဲ့တွေ့ရင်တစ်ခါတလေမှာရုန်းကန်ရတတ်ပြီးတော့ striker နေရာမှာ world class တိုက်စစ်မှုစစ်တယောက်တော့လိုအပ်နေပါသေးတယ်။ကျွန်တော်အမြင်ရတော့2026 World Cup မှာကစားကွက်အလှဆုံးအသင်းကစပိန်ဖြစ်လာနိုင်ပြီးအနေအကြီးဆုံးကောင်တာအတက်ကစားမဲ့အသင်းကပြင်သစ်ဖြစ်လာနိုင်ပါတယ်။စကေးအကောင်းဆုံးအသင်းကတော့ဘရာဇီးဖြစ်ပြီးတော့တင်းဝက်အကောင်းဆုံးကတော့အာဂျင်တီးနားအသင်းပဲဖြစ်ပါတယ်။ squad အကောင်းဆုံးအသင်းတွေကတော့အင်္ဂလန်နဲ့ပြင်သစ်လို့မြင်တွေ့ရပါတယ်။ကဲဒါကတော့ကျွန်တော်ရှာဖွေတွေ့ရှိသလောက် World Cup 2026မှာဗိုလ်စွဲနိုင်ခြေ rating အမြင့်ဆုံးအသင်း9သင်းကိုဖော်ပြပေးသွားတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ကရောဒီအသင်း9သင်းတွေကဘယ်အသင်းကိုဗိုလ်စွဲစီကြလဲ။ comment မှာရေးပေးသွားခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့ Transporter Channel လေးကို like and subscribe ပြုလုပ်ပေးခြင်းဖြင့်ကူညီအားပေးရပါခင်ဗျာ။